ဒီသချင်းလေးနဲ့အခုကျွန်တော်ဆိုမဲ့ချင်းလေးကဆက်ဆက်မှုရှိတယ်ဘာလို့လဲဆိုတော့ဒါပေမဲ့ကျွန်တော်ရေးတာမဟုတ်နောက်တစ်ပုဒ်ကကွဲလွဲလေးပြလို့နေရတယ်အဲသချင်းလေးကဒီစစ်ပွဲတွေဒီအာဏာသိမ်းမှုတွေကြာမှရေးစားဖြစ်ခဲ့ရတဲ့ကလေးငယ်တွေကြောင့်ရေးရတဲ့ချင်းတစ်ပုဒ်ပါအလုံးနာဆင်နေကြပါကျွန်တော်မတော်တော့နေလက်ကလေးနော်ရလားကျွန်တော် China လိုညက်ပြီးတူလို့ရChina ညက်ပြီးမိုက်တော့တိုင်ပြီးလိုက်တော့ ဒါတော့ကျွန်တော်ဘာမှမကြည့်တော့ဘူးရှောက်ကြည့်ပါရောင်းစားပေါ့အဲ့တည်းအကုန်ရတယ်ဒီလိုဒီမှာလေအာဟုတ်ဗျာဒီမိုက်ထားလိုက်ပဲခဏနေကိုဟိုမိုက်ကြိုင်းကြညက်ပြီဆိုလို့ရတယ်ပေါ့ကြည့်ပါဒီလိုပဲဟုတ်ကဲ့ဒီတက်လို့တက်လို့အားလည်းတော်လိုက်ရတာတော်လိုက်ရရ